Okay အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီခေါက် rebate ရဲ့ cutting wall နဲ့ကျွန်တော်တို့ဘယ်လိုမျိုး facet design လေးတွေဖန်တီးလို့ရလဲဆိုတာမျိုးလေးကိုကျွန်တော်တို့အတူတူလေ့လာကြည့်အောင်ဒီတစ်ခေါက်ကျွန်တော်ခက်ခဲမဟုတ်ဘဲနဲ့ rebate မှာ original ပါပြီးသား cutting wall မှာ original ပါပြီးသားကျွန်တော်တို့မာလီယုံလေးတွေနဲ့အသုံးပြုပြီးတော့ကျွန်တော်တို့ wood facet design လေးပေါ့နော်ဒါမျိုးလေးကျွန်တော်တို့ဖန်တီးကြည့်ကြည့်အောင် wall လေးအရင်ဆုံးဆွဲကြည့်ကြည့်အောင်ကျွန်တော်မှာတော့ဒီမှာ 3D မှာကြည့်ရင်ကျွန်တော်မှာ beading လေးတစ်လုံးရှိတယ်အဲ့ဒါကိုကျွန်တော်တို့ cutting wall facet နဲ့အပြင်ကနေကျွန်တော်တို့ကမယ်ပေါ့ဗျာနော်ဒါမျိုးလေးကျွန်တော် simple လေးလုပ်ပြမယ်အတူတူကြည့်ကြည့်အောင်အဲ့တော့ကျွန်တော် cutting wall ကိုတွားလိုက်မယ် architecture တွေက wall architecture တွေကကျွန်တော်ရှေ့မှာ create လုပ်ထားတဲ့ CW0 တို့2တို့ရှိတယ်အဲ့တော့လောဆယ်ကျွန်တော်ကတော့ပုံမှန်ဒီတိုင်း cutting wall အတွက်ပဲ storefront original ယူသုံးလိုက်မယ်ပြီးကျွန်တော် duplicate လုပ်လိုက်မယ်ပြီးရင် facet wall လို့ပဲဒီတစ်ခေါက်ကျွန်တော်တစ်သားဆိုတော့ wood facet လို့ပဲကျွန်တော်သုံးလုံးလိုက်ပါမယ် okay နာမည်ကကိစ္စမရှိเนาะအဆင်ပြေလို့ပေးပါဒီတစ်ခေါက်ကျွန်တော်တို့ဘာနဲ့လုပ်မလဲဆိုတော့မာလီယုံနဲ့ကျွန်တော်တို့ဖန်တီးမှာပါအဲ့တော့အခြားသောနည်းတွေတော့ကျွန်တော်လုပ်စရာတွေတပုံရှိတယ် facet ကเนาะဒီတစ်ခုလေးမဟုတ်အများကြီးလုပ်လို့ရတယ်သို့တော့လောလောဆယ်ကျွန်တော် family creation နဲ့မတင်ထားပေးသေးဘူးအဲ့အချိန်မှာကျွန်တော်တို့လက်ရှိရှိပြီးသား cutting wall ကိုပဲဘယ်လိုမျိုး facet design ထွန်းအောင်လုပ်မလဲဆိုတဲ့ဟာလေးကိုကျွန်တော်အတွေ့လေးရသွားလို့ဒါဗီဒီယိုလေးဖန်တီးဖြစ်တာပါ okay အဲ့တော့ကျွန်တော်တို့ဒီ vertical marlion လေးကိုအဓိကထားပြီးသုံးမယ်ကျွန်တော် horizontal marlion ကိုကျွန်တော်ဖြောက်တဲ့ခါဖြောက်မယ်သုံးတဲ့ခါသုံးမယ်ပေါ့နော် okay ထားတော့ဆိုလိုတာကကျွန်တော်တို့ဒီမှာ marlion တွေရှိတယ်ဒီ marlion vertical နဲ့ horizontal ကိုအသုံးပြုပြီးကျွန်တော်တို့ facet တွေကစားမယ်ပေါ့နော်ပြီးရင်ဒီမှာသူ့ရဲ့ facet အတွက်အသုံးပြုမဲ့ marlion ကိုလည်း rectangular marlion 50 150ကိုပဲကျွန်တော်နောက်ထပ် site တစ်ခုကျွန်တော်တို့အသုံးပြုလို့ရသေးတယ်ပေါ့နော်အဲ့တော့ square site မဟုတ်ရင်တော့မှ50ပတ်လေ square site လေးဖြစ်ဖြစ်ကျွန်တော်တို့ပြီးရင်ဖန်တီးကြမယ်ပြီးရင်သူ့ရဲ့ distance ကိုလည်းကျွန်တော်တို့ adjust လုပ်အောင်မယ်အဲ့တော့ကျွန်တော်တို့လောဆယ်ကဒီ wall ကိုပဲကျွန်တော်တို့ကဖန်တီးထားရပဲရှိတာဘာမှမပြင်ဆင်သေးဘူးလောဆယ်နာမည်ပေးပြီးတော့ wall အရင်ဆုံး create လုပ်လိုက်မယ်ဒါကခဏလေးပဲအရင်ဆုံးထည့်ထားလိုက်မယ်နော်ကျွန်တော်ဘာမှမပြင်ရသေးပုံမှန် cutting wall ပဲကျွန်တော် 3D မှာတွားကြည့်လို့ရှိရင်ကျွန်တော်တို့ပုံမှန် cutting wall ပဲဖြစ်နေပါလိမ့်မယ်ဒီကောင်လေးကဟုတ်ပြီကျွန်တော်ခုနကတော့ cutting wall ကိုချိန်မယ်လို့ကျွန်တော်ပြောခဲ့တဲ့အလေးကိုမှတ်မိမယ်အဲ့တော့ cutting wall ကိုနာမည်မှားမှာဆိုလို့ကျွန်တော်ဒီထဲကိုပြန်ဝင်လိုက်တယ် vertical marlion တခုပေါ့နော် rectangular marlion control C ကျွန်တော်ရရမှာပြင်းလို့နော်ကိုယ့်အတော့စာရိုက်လို့လည်းရတယ်ဒီမှာကျွန်တော် rectangular marlion ဆိုတာလေးယူပြီးတော့ကျွန်တော်ရှားလိုက်မယ်အဲ့ဆိုဒီမှာကျွန်တော်တို့ရဲ့ rectangular marlion ဆိုတာလေးထွက်လာလိမ့်မယ်သူ့ရဲ့ location ကျွန်တော်သိရပြီ50 150နဲ့100 200ကျွန်တော်ဖန်တီးထားဒီနှစ်ခုပဲရှိသေးတယ်အဲ့တော့ကျွန်တော်တို့အသေး create လုပ်မယ်ဆိုရင် right လေးခေါက်မယ် duplicate ဆိုကျွန်တော်ပွားလိုက်မယ်ပြီးရင်ကျွန်တော်ဒီဘက်မှာ50ပေါ့နော်အဲ့တော့ကောက်50 50နဲ့ဆန်းလုပ်ကြည့်50ဆိုပြီးကျွန်တော်ရပြီ double click ခောက်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာသူ့ရဲ့ site ကိုတော့ပြန်ချိန်မှရမယ်เนาะအဲ့တော့ခုနကသူ dimension က width on site 1 2อ่ะဒီမှာ25ဆိုရတဲ့ဒါ50ပေါ့เนาะပြီးရင်အနောက်မှာရှိတဲ့ဟာကျွန်တော်တို့ original ဟာကို thickness ကိုတော့ပြန်ပြင်မှရမယ်ဒီကောင်ကိုလည်းကျွန်တော်တို့50ပေါ့เนาะ50လို့ပြန်ချိန်လိုက်မယ် okay အဲ့တော့ degree ဘာတွေမချိန်နေအောင်เนาะဒီတိုင်းမှာခဏထားလိုက်အောင် okay ပြီးလို့ရှိရင်ကျွန်တော်တို့အဓိကပြင်ချင်တာလေးကဒီတစ်ခေါက်ကျွန်တော်တို့တစ်သားမာလီအောင်เนาะ wood facet ဆိုပြီးကျွန်တော်စဉ်းစားထားဖြစ်တဲ့အတွက်ကျွန်တော်တို့ material မှာ aluminum ကိုဒီမှာအဆက်လေး30ရှိမယ်เนาะဒီ material chain နေရာလေးမှာပြင်ပြမယ်ပုံမှန်နဲ့ကျွန်တော်တို့ဒီမှာ site တွေ chain ပြီးသွားပြီဒီမှာလည်း thickness တွေ chain ပြီးသွားရင်ကျွန်တော် material ကို materials and finish မှာ material ကိုကျွန်တော် aluminum လို့ original ဖြစ်နေတာလေးကိုကျွန်တော်တို့ဒီမှာညာဘက်အဆုံးမှာရှိတဲ့1430နဲ့ကျွန်တော်တို့ material browser တွေကိုတွားလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီမှာတော့ cherry ပေါ့နော်ကွာကိုထပ်ထည့်လိုက်ရကျွန်တော်ရှိပြီးသား original ကိုပဲသုံးလိုက်ရတယ်
နော်ဒီအောင်အဆင်ပြေနော် cherry ပဲအဆင်ပြေမယ်နော်လောဆယ်ကျွန်တော်ရှိတဲ့ဟာလေးကိုယူသုံးလိုက်မယ်အဲ့တော့ cherry လို့သုံးလိုက်မယ်အဲ့တော့ use render appearance ကိုလည်းကျွန်တော် check လေးလုပ်ပေးထားပါမယ် appearance ကဒီမှာကျွန်တော်ရဲ့ original cherry ရောင်းတာလေးပေါ့နော် okay အဲ့တော့ apply okay လုပ်ပေးလိုက်မယ်အဲ့တော့ကျွန်တော်တို့အခုအသစ် create လုပ်ထားတဲ့ rectangular Marlion 50 50ပေါ့နော်ဒီ Marlion တိုက်လေးမှာကျွန်တော်တို့ဘာရှိလဲဆိုတော့ size က width က50 thickness ကလည်း50ကျွန်တော် material က50 cherry ပေါ့နော် material လေး cherry ဖြစ်သွားပြီ apply okay ဒီမှာမပြောင်းသေးเนาะဒီမှာဘာလို့မပြောင်းသေးလဲကျွန်တော်ဘာမှမသူမပြင်ရသေးอ่ะအဲ့တော့နောက်တစ်ခုပြန်ပြင်မယ်ဒီမှာကျွန်တော်တို့ interior type တွေ border 1 2တွေအဲ့ဒါတွေအကုန်လုံးကိုကျွန်တော်တို့ခုနကတော့ create လုပ်ထားတယ်ဒီမှာဝင်လာပြီเนาะ rectangular မှာလေရော50 50ဆိုတဲ့ဟာလေးအဲကျွန်တော်ဒါ recommend ပေးရရင်တော့ naming system မှာတော့သူ့အတိုင်းပဲကျွန်တော်50 50တို့50 150 site ကိုပေးရတော့ပို့ပြီး recommend ပေးပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒါအဲ့လိုမှမပေးလို့ရှိရင်ကျွန်တော်တို့ဟို site ကိုကျွန်တော်တို့နာမည်နဲ့လိုက်တွဲပြီးမှတ်ဖို့အတွက်ကိုအဲ့လောက်ထိကျွန်တော်တို့เนาะမမှတ်နိုင်ဘူးလို့ကျွန်တော်ယူဆတယ်အဲ့တော့ဒီမှာနောက်ဆုံးကိုအနောက်မှာ comment ပေါ့เนาะမှာ50 50မှာ wood vessel တောင်းဖို့လဲအနောက်မှာတစ်ခုလေးထပ်ထည့်ပေါ့เนาะအဲ့တော့ဒါတွေအကုန်လုံးကျွန်တော်လက်ရှိကျွန်တော်အသစ် create လုပ်ထားတဲ့cherry material သုံးထားတဲ့မာလင်ကိုကျွန်တော်ယူလိုက်မယ် apply okay အဲ့ဆိုဒီမှာကျွန်တော် size လေးကနည်းနည်းလေးတည်သွားမြင်တာเนาะ square size လေးဖြစ်သွားမယ်ကျွန်တော်ဟောဖြစ် okay material ကျွန်တော်ချက်ကြည့်ကြည့်မယ်texture နဲ့ကြည့်ကြည့်မယ်အဲ့ဆိုကျွန်တော်ဒီမှာရှိတဲ့ဟာလေးကဒီမှာတစ်သားပုံလေးဖြစ်သွားပြီဟုတ်ပြီနော်ပြီးကျွန်တော်မေးစရာရှိရေပေါ့နော်ဒီကောင်ကြီးကိုကျွန်တော်တို့ကအခုမှန်နေပါနေပေါ့နော်ဒီမှာကျွန်တော်ရှေ့ဗီဒီယိုမှာတင်ထားတဲ့ cutting band တွေဝင်နေနော်ဒါတွေအကုန်လုံးကျွန်တော်တို့လိုက်ပြီး manually လိုက်ပြီးတော့ဥပမာ for example ဒီကောင်ကိုကျွန်တော်ပင်လေးကို uncheck လုပ်မယ်ပြီးလို့ရှိရင်ဒီပုံမှာတက်ပြီးကိုယ့်ရဲ့မလိုဘူးဆိုလို့ရှိရင်ဒါလေးကိုလူတွေဟာ glass လေးဖြတ်မလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ delete လုပ်မလားဒီကောင်ကို delete လုပ်မလားဆိုပြီးစဉ်းစားရမယ်ပေါ့နော်ဒါမျိုးကျွန်တော် live လုပ်နေလို့ဒီ wall တည်းလေးဆိုတော့ဟုတ်တယ်ဒါပေမဲ့ဒီလိုမျိုး bedding တစ်ခုလုံးကျွန်တော်တို့ပတ်ပြီးတော့ facet တွေထည့်ရမယ်ဆိုရင်ကျွန်တော်အချိန်မရှိဘူးပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီ wall ရဲ့ type ပေါ့ cutting wall ရဲ့ type ကိုအဲ့တော့ကျွန်တော်10 minute ကအသစ် create လုပ်တာနော်အနေနဲ့ recommend ပေးခြင်းတဲ့ဟာလေးကတော့ကျွန်တော်တို့create လုပ်မယ်ဆိုရင် original တွေကိုမသုံးပါနဲ့ cutting wall တွေကိုအသစ်ပဲကျွန်တော်တို့ type new type ပေါ့နော် duplicate လုပ်ပြီးကျွန်တော်တို့ new type တွေပဲကျွန်တော်တို့ထားရတော့ပို့ပြီးတော့ recommend ပေးတယ်မဟုတ်ရင်ကျွန်တော်ရှုပ်ကုန်လိမ့်မယ်နော် recommend မဟုတ်ဘူးနော်လုပ်ကိုလုပ်တဲ့ရင်လို့ကျွန်တော် use ထားရနော် okay အဲ့တော့ထားတော့ဆိုလိုတာကကျွန်တော်ဒီမှာကျွန်တော်ရဲ့ cutting pan တွေကိုပြင်မယ်အဲ့တော့ wood facet ကျွန်တော်တို့ရဲ့ wall ရှိပြီအဲ့မှာကျွန်တော် construction ဆိုတဲ့နေရာမှာဒါ function ရ exterior interior ကိုထားမယ့်နေရာကိုတတ်မှတ်တဲ့ function တွေနော်ဒီ automatically embed ဆိုတာကျတော့wall တွေမှာကျွန်တော်တို့တခါတည်းနင်းမြုပ်သွားမလားเนาะတခါတည်းဒီလိုမျိုးပေါ့နော် create လုပ်တာ ਨੇ ရှိပြီးသား original wall ရဲ့အတွင်းထဲကိုနောက်ထပ် wall တွေအနေနဲ့ဝင်ချသွားမလားပေါ့နော်ဒါမျိုးကို check and check မှာသွားတယ်ပေါ့ okay အခုကျွန်တော်တို့ရောက်လာပြီ cutting panel အဲ့တော့ cutting panel မှာကျွန်တော်တို့တွေ့ system panel က glaze ပေါ့အဲ့ဒါကိုမှကျွန်တော်ဘာလုပ်လိုက်ရလဲဆိုတော့ empty system panel ဆိုတာရှိတယ်ဒါမှတော့ကျွန်တော်အများကြီးပေါ့နော်ကျွန်တော်အခု create လုပ်ထားတဲ့ wall တွေအကုန်ဝင်ချလာလိမ့်မယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာ empty ဆိုတဲ့ဟာလေးကိုတစ်ချက်လိုက်ရှာကြည့်အောင် empty system panel empty ဆိုတဲ့ဟာလေးဒါလေးကျွန်တော်နှိပ်လိုက်မယ်ဆိုလို့ရှိရင် apply ဟုတ်ပြီနော်အဲ့တော့ empty system panel ဖြစ်သွားပြီ okay ဆိုရင်ကြည့်ကြည့်ပါကျွန်တော်တို့ဒီကောင်ကပင်ပြုတ်နေနော်ဒီကောင်ကโอเคပင်ပြန်ထိုးလိုက်ရင်ဒီကောင်လည်းပျောက်သွားပြီနော်ခုနပင်ဖြုတ်ထားတော့ system လေးမှာပျောက်ကျွန်တော်တို့ရဲ့ horizontal vertical marlion တွေပဲရှိတော့တယ်ကျွန်တော်တို့မှာဒီမှာ system panel မရှိတော့เนาะဒါလေးကျွန်တော်တို့ဆွဲတက်ပေမဲ့တစ်ခါလေးကြောက်ချင်အဲ့ဒါလေးမိတတ်တယ်เนาะကျွန်တော်လဲဆွဲကာစားအဲ့ဒါလေးကို3အောင်ခေါင်းမှန်မသိခဲ့ဘူးเนาะ okay အဲ့တော့ကျွန်တော်တို့ခုဒါကတော့ပုံမှန်ကျွန်တော်တို့ wall တွေမှာ cutting door စီ cutting ဒီလိုမျိုးเนาะ entrance door စီထည့်တဲ့ပုံစံမျိုးတော့ဖြစ်သွားပြီfacet ထိမရောက်သေးဘူးเนาะအဲ့တော့ facet ထိကျွန်တော်ဆက်သွားမယ်အဲ့တော့ edit ထဲမှာကျွန်တော်တို့ size နဲ့ကျွန်တော် adjust လုပ်မယ်အဲ့တော့ vertical grid တွေကိုအခုကျွန်တော်တို့ create လုပ်ထားတာက50 50ဆိုတဲ့အတွက်သူ့ကြားထဲမှာလည်း spacing လေးတစ်ခုတော့ထားရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကောင်ကိုfor example ကျွန်တော်100ဆိုရင်
ည်းနည်းအရင်ပိတ်ကြက်ပိတ်သွားမယ်နော်အဲ့တော့200လောက်လောဆယ်ထားကြည့်မယ်ပြီးဒီကောင်ကတော့ vertical grid ကိုကျွန်တော်ဒီကောင်ကို floor လိုက်ထားလိုက်မယ်နော်3000ပေါ့ပုံမှန်ဖြစ် first floor လို့ second floor လို့နော်အဲ့ဒါမျိုး3000လို့3500လို့နော်ရှိတတ်တာများတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်3000ဒီမှာ2000 space apply okay ဒီမှာကြည့်ကြည့်ပါကျွန်တော်တို့ရေfirst set ကအခုဒီကောင်ကတော့ကျွန်တော်တို့ height က3000တီးပဲထားတာဖြစ်တဲ့ဒီမှာသူ့အောက်ကအပိန်နဲ့အပေါ်ကပိန် okay အဲ့ဒါကိုကျွန်တော်ယူပြီးတော့ကျွန်တော်တို့တပြင်လုံးကိုဆွဲတော့မယ်ဟုတ်ပြီနော်ကျွန်တော်အခုတပြင်လုံးကိုပိတ်ချတော့အဲ့တော့ cutting floor plan ကိုသွားလိုက်မယ်ပြီးဒါကျွန်တော်တို့ရဲ့ boundary ပေါ့ဒီနည်းအားဖြင့်beading ရဲ့ကျွန်တော်တို့ exterior border line တွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ယူပြီးတော့ကျွန်တော်တို့အသုံးပြုမယ်အဲ့တော့ cutting wall ကိုကျွန်တော်ယူလိုက်မယ်ဒီကောင် gray similar ပေါ့ CS လို့ယူလိုက်မယ်ပြီးဒီတစ်ခေါက်ကကျွန်တော် height ကိုအပေါ်ထိဆွဲတင်လိုက်မယ်6 floor ထိเนาะကျွန်တော်ကဟို first floor ကနေ6 floor ထိเนาะရှိနေတဲ့အတွက်ကျွန်တော်တို့အဲ့ဒီဆွဲယူချလိုက်မယ်ပြီးရင်ကျွန်တော်ဒီ boundary ကနေပြီးတော့နည်းနည်းလေး offset ပြင်မယ်300เนาะအဲ့ဒါပြလိုက်အောင်ဟောတေးမရ300မရရင်ကျွန်တော်1000လောက်ထားကြည့် sorry ဟုတ်ဒီလောက်ဖြစ်သွားเนาะတော့နည်းများတယ်တော့ကျွန်တော်300လောက်မကပ်ပါဘူးเนาะโอเคအဲ့တော့ကျွန်တော်တကောင်လေးကိုတင်မယ်ဆက်ဆွဲလိုက်မယ်ဆွဲလက်စာဖြစ်တော့ပြီးကျွန်တော်တို့ဒီမှာ create similar ပဲအဲ့တော့ကျွန်တော်နေရာလေးပဲရင်ချလိုက်မယ်ဒီမှာကျွန်တော်နည်းနည်းလေးလိုက်ပြင်ကြတော့ဒါကျွန်တော်ပြီးတော့အခုပေါ့နော်ကျွန်တော်လည်းတူလိုက်ဆွဲနေလို့ရမှာလေအဲ့လိုဆွဲနေနေနည်းနည်းလေးဆက်ကလီးတက်တယ်ဗျနော်သူကဘာလဲဆိုတော့မာလီယိုနေအများကြီးဝင်လာတာဖြစ်တတ်တယ်ပေါ့နော်ကျွန်တော်ဒါဟို YouTube မှာ just presentation အတွက်ကျွန်တော်နည်းနည်းလေး6လွာလောက်လောက်တာတော့မှဒီမှာနည်းနည်းလေးလေးနေဆက်ကကျွန်တော်ဆက်တော့ပါနော်အဲ့တော့အထက်အရမ်းကြီးကျွန်တော်စောက်ပြီဆိုရင်เนาะအဲ့လိုမာလီယိုနေပါလိုက်တယ်သူကနည်းနည်းလေးတော့ဆက်လေးတက်တယ်အဲ့တော့ TR နဲ့ကျွန်တော် trim မယ်ဆိုရင်เนาะ TR ဆိုကျွန်တော်တို့ရိုက်လိုက်တယ် TAI အဲ့လိုမဟုတ်လဲ modify နေမှာကျွန်တော်တို့ဒီမှာ trim လုပ်တဲ့ဟာလေးရှိเนาะ trim ဆိုကျွန်တော်လိုက်မယ်ဒီ wall နှစ်ခုကိုဆက်လိုက်တယ်ပေါ့เนาะအောင်လဲဆက်မယ် auto ဆက်သွားမှာပေါ့เนาะကျွန်တော်ဒီမှာနည်းနည်းဆက်လေးနေလို့မလေးအောင်လို့ဒီမိနစ်က wall တစ်ချက်ချင်းဆွဲလိုက်တာโอเคအဲ့တော့ကျွန်တော်တို့အပြင်ဘက်မှာတော့အကုန်လုံးပိတ်လိုက်ပြီ 3D မှာတစ်ချက်သွားကြည့်ကြည့်အောင်ဟောเนาะကျွန်တော်တို့ဒီမှာကျွန်တော်ရဲ့ facet တွေအကုန်ဝင်လာเนาะဒါကကျွန်တော် texture နဲ့ယူထားလို့เนาะအပေါ်ပိတ်လဲပိတ်လဲရเนาะဒါကျွန်တော် parapet wall ထည့်ထားတဲ့ location လို့เนาะဒါအကုန်လုံးကျွန်တော် 6 floor ဒီမဟုတ်လဲဆက်ဆွဲလို့ရတယ်ပြီးကျွန်တော်တို့ create လုပ်နေချိန်မှာတော့ texture ကြီးဖွင့်မဆွဲနေပါเนาะကျွန်တော်ရှေ့ရလဲပြောဘူးလေ hidden line လောက်ပဲသုံးလိုက်ဟုတ်ရင်ကျွန်တော်အရင်လောကကန်ရခတ်တယ်ပေါ့เนาะဒါတွေအကုန်လုံးကျွန်တော်တို့ဘောရင်းမှာရှိတဲ့ sorry view တွေမှာရှိတဲ့
ဒီ wall တွေအကုန်လုံးကိုကျွန်တော် 6 floor ကနေအပေါ်နည်းနည်းလေး1000လို့ကျွန်တော် parapet wall 1000တက်ထားလို့နော်အဲ့တော့သိခံပြီပါကျွန်တော်လည်းဆက်လေးလေးနေတော့လောက်ကိုင်ခံအဲ့တော့ဒါမျိုးလေးကျွန်တော်တို့ရသွားပြီပေါ့နော်အဲ့တော့ဒါကကျွန်တော်တို့ရဲ့ဒီပတ်ဆက်သဘောမျိုးကျွန်တော်တို့အသုံးပြုလို့ရတဲ့နည်းလေးပါဒီမှာဆိုရင်ကျွန်တော်တို့နည်းနည်းလေးအောင်စိတ်နေနော်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ဘာလုပ်မလဲဆိုတော့နှစ်ထပ်ပြင်ကြည့်အောင် edit type ထဲကိုသွားမယ်200အရင်ကျဲတယ်အဲ့တော့ကျွန်တော်100လို့ပေးလိုက်လို့ရှိရင်ဆက်တော့ပိုလေးသွားလောက်တယ်ဒါပေမဲ့လုပ်ကြည့်အောင် okay okay အဲ့တော့ကျွန်တော်ဒီလောက်ဆိုရင်အထဲကိုပိတ်သွားပြီနော်ဟိုတော်တော်လေးကျွန်တော်တို့ facet design မဖြစ်သွားပြီအပြေအောင်မမြင်ရတော့ဘူးเนาะအဲ့တော့ဒါမျိုးကိုကျွန်တော်တို့မေးစရာရှိဘူးเนาะဒီမှာကျွန်တော်တို့တကားတွေဘာတွေပါလာပြီဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲပေါ့เนาะအဲ့တော့အဲ့လိုမျိုးဒါကတော့အထက်ခုန spacing အစိတ်ကျဲကိုကျွန်တော်တို့ပြီး adjust လုပ်ရတယ်လို့ဒီကောင်ကိုလည်းကျွန်တော်တို့ wall လို့ပဲအပေါက်ဖောက်ကြည့်အောင်အဲ့တော့ကျွန်တော်တို့first floor plan ခဏပြန်သွားမယ်ပြီးဒီဘက် chain ပေါ့เนาะဒီမှာတကားတစ်ပေါက်ပဲရှိရကျွန်တော် entrance လေးကိုတော့ကျွန်တော်တို့ကfacet လေးအနေနဲ့ကျွန်တော်တို့အပေါက်ဖောက်ပေးမယ်ပေါ့အဲ့တော့ကျွန်တော် section view or elevation တခုခုကျွန်တော်တို့တောက်လို့ရတယ်ကျွန်တော် section view ပဲရင်ဖြတ်လိုက်ပါမယ် adjust လုပ်ရလို့ရအောင် okay အဲ့တော့ကျွန်တော်ပြီးလို့ရှိရင် right click လေးခောက်ပြီးတော့ go to view section 1အဲ့ကျွန်တော် section 1မှာဘာတွေပါလဲဆိုတော့ဒီကောင်လေး body ဆွဲမတင်ရသေးအဲ့တော့ကျွန်တော်ဒီမှာဒီတကားအပေါက်ပေါ့နော်ဒီတကားပေါက်ကိုကျွန်တော်တို့ဖောက်ပေးရတော့အဲ့တော့ဘာလို့မလဲကျွန်တော်ဒီcutting wall ကိုကျွန်တော်တို့ select မှတ်မယ်ကျွန်တော်ရဲ့ cutting wall ကြီးရပြီလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲသူကလည်း wall ပဲလေနော်သူ့ရဲ့ properties တွေနဲ့သူကပါလဲ wall ပဲအဲ့တော့ဒီမှာ edit profile ကျွန်တော်တို့လုပ်လို့ရတယ် edit profile နဲ့တွားပြီးတော့ကျွန်တော်ရဲ့ဒီမှာရှိနေတဲ့ဒီတကားပေါက်ရဲ့ site ပေါ့နော်တကားပေါက်ရဲ့ site တိုင်းကျွန်တော်တို့ထားလိုက်မယ်ဒီမှာအောက်မှာတခုထောင်းနေတဲ့အတွက်ဒီကောင်လေးကို delete လုပ်လိုက်မယ်ပြီးကျွန်တော် SL ပေါ့နော် SL ဟိုမှာ delete inner segment ကိုယူလိုက်မယ်ပြီးရင်ကျွန်တော်ဒီကနေဒီကြားလို့ပြောလိုက်လို့ရှိရင်သူက auto ဖြတ်သွားเนาะပြီးရင်ကျွန်တော်တို့တခုလေး remind လုပ်ရှင်တာဒီကောင်ကို train ဆိုပြီးတော့ပြန်ပြီးတော့စိတ်မချလို့ပေါ့เนาะအကယ်၍မဆက်တာဖြစ်မှာဆိုလို့ကျွန်တော် train နေနဲ့ corner လေးတွေကိုပြန်ပြီးတော့တောင်ချိုလေးချိုးပေးပါဘောရဆက်တာများပါเนาะโอเคအဲ့တော့ကျွန်တော်ဒါလေးကိုအမှန်ကြီးလေးချစ်လိုက်လို့ရှိရင်sample နဲ့ cutting system slightly เนาะဒါ remind လုပ်ပေးတာပဲရှိတာဒါပေမဲ့ကျွန်တော်တို့လိုချင်တဲ့ design ပေါ့နော် for example ဒါကကျွန်တော် simple လုပ်ပြဒီမှာတော့လိုပါဒီဘက်ထိဖောက်အဲ့ဒါနဲ့ပြန်ဖောက်ကြည့်မှာပြန်ဖောက်ကြည့်မယ်အဲ့ဒီ profile လေးပြန်သွားပြီဒီနာเนาะတကားကိုမတွေ့ကျွန်တော်မာလီယွန်ထည့်တာစိတ်သွားတယ်cutting system ကြီးသူဘာဖြစ်သွားလဲချက်ကြည့်မယ်အဆင်ပြေလားဒီဘက်ချက်ပါနော်အဲ့တော့ဒါကကျွန်တော်ရဲ့ဒီမှာ cutting ကိုဖောက်ပြီးသွားเนาะတကားတော့ဖောက်ပြီးဖို့လိုတယ်ဆိုလိုတာဒီလိုမျိုးကြီးအကုန်လုံးကြီးတော့ကျွန်တော်တို့က facet တွေအဲ့လိုမျိုးလိုက်ထည့်နေရတော့မဟုတ်ဘူးပေါ့เนาะလိုတဲ့နေရာပဲထည့်ရတယ်တပြင်းလုံးကြီးကျွန်တော်တို့ဒီ facet design တွေဒီကောင်ကိုရှောက်ထည့်တာတော့မဟုတ်ဘူးအဲ့တော့ခုနလိုပဲကျွန်တော်တို့ဘာတွေလုပ်လို့ရလဲဆိုတော့တကားပေါက်တွေဖောက်လို့ရတယ် design တွေပြင်လို့ရတယ်ဆိုတော့ဒီကောင်ဆိုလဲကျွန်တော်ရှေ့ဘက်လေးကိုပြင်ကြည့်ကြည့်အောင်ကျွန်တော်လိုတလောက်လေးပဲ design ကိုထားမယ်လीเนาะအဲ့တော့နောက်ထပ်တစ်မျိုးပြင်ကြည့်ကြည့်မယ်ဒီဘက် design လေးကိုအဲ့တော့ first flow ပြန်သွားမယ်ပြီးတော့ဒီရှေ့ညနေစာလေးပေါ့ဒီဘက် chain လေးကိုကျွန်တော် section ဖြတ်ကြည့်မယ်
ပြီးခုနလိုပဲကျွန်တော်တို့ဝေါ်ကိုဒီတစ်ခေါက်ကျတော့နောက်ထပ် design လေးတစ်ခုဆန်းလေးပေါ့နော်လုပ်ကြည့်ကြည့်အောင်တကားပေါက်တွေကျွန်တော်လိုက်ဖောက်မနေတော့ဒီတစ်ခေါက်ကတော့ဒီကနေပြီးကျွန်တော်ဒီအလဲဆန်နာလောက်ကနေပြီးဒီဘက်ကို degree တစ်ခုနေပေါ့နော်ဒါကျွန်တော်လက်တန်းပဲ design လုပ်လိုက်တာonline ကကျွန်တော်တို့ရှိတဲ့ဓာတ်ပုံလေးတွေကျွန်တော်ကြည့်ပြီးတော့နော်ဘယ်လိုမျိုးလေးကျွန်တော်တို့ design လုပ်လေးရလဲဆွဲဟာလေးပေါ့နော်ဒါလေးကျွန်တော် train လိုက်မယ်နော်ဒီကောင်လေးကျွန်တော် train လိုက်မယ်ဒီကောင်လေးကျွန်တော်တို့ train လိုက်ပြီးလှုပ်ချင်တပါဆိုရင်ပေါ့နော် voice ရမယ်ကျွန်တော်ဆွဲနေကျွန်တော်အုံတော့နေပေါ်လာတဲ့ဟာလေးကျွန်တော်လုပ်ပြနေနော်2000လောက် offset ပြင်မယ်ဒီ line ပေါ့နော်တော့လက်ဝင်ဒီမှာဒီကောင်တော်တော်ရှားနော်အဲ့ကောင်ဟိုမှာဒီကောင် offset ကပြတ်သွားမှာပြီးရင်နောက်ထပ် line နေပဲ offset ကတော့0ပဲမျိုးအလဲမှာအပေါက်ကြီးပိတ်လိုက်လေအပေါက်ကြီးလုပ်လိုက်လေရတယ်နော်အဲ့တော့ wall profile ကျွန်တော်တို့ပြင်နေကြလို့လေဆိုလေဒါသိတယ်ပေါ့နော်ဒီလိုမျိုးလေးကျွန်တော်တို့ပြင်လိုက်ရတယ်ဒါကကျွန်တော်ကဒီ cutting wall နဲ့ကျွန်တော်ပြင်ပြီးမာရီယိုနဲ့ပြင်နေမလို့ကျင်းတဲ့ပတ်တန်တွေပါလုံနည်းလည်းမျိုးစုံရှိပါတယ်โอเคအဲ့တော့လောစီတော့ဒါလေးကိုဆမ်းပြီးရွာပြီးဘာလေးထွက်လာမလဲတူတူကြည့်အောင်โอเคအဲ့တော့ဒီလို style လေးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ 3D ကိုပြန်သွားမယ်ဒါမျိုးပေါ့အလေကအပေါက်ဖောက်တာတော့မှတကယ်လှမယ်နော်ကျွန်တော်တွေးတဲ့ design ကလေကပေါက်ဖောက်တာထက်ဒီကောင်လေးကိုဒီတိုင်းပဲဟိုဘက်ဖြတ်ဒီဘက်ဖြတ်တာလေးပို့လာနော်အဲ့တော့ပြန်သွားကြည့်မယ်ဟုတ်ပြီနော်ကျွန်တော်တို့အဲ့တော့ဒီ wall ကိုပဲကျွန်တော် select မှတ်လိုက်မယ်ပြီးရင် edit profile နဲ့ဒီကောင်ကိုကျွန်တော်တို့ select မှတ်ပြီးတော့ delete ပေါ့နော်အဲ့တော့အပေါ်တိုင်းလေးပဲဒီတိုင်းလေးပဲကောင်းပါတယ်နောက်တစ်မျိုး owner တွေပေါ်လာကြပြီနော်ဒီတကားပေါက်လေးနေရာမှာပဲဒီတိုင်းလေးပဲသွားလိုက်တော့မယ်ပြီးရင်ကျွန်တော်တို့ trim မယ်ပေါ့နော်โอเคဒါလေးကိုဆိုရင်တော့ဘယ်လိုဖြစ်မလဲโอเคအဲ့တော့ဒီကောင်ကလင်းဘော်ကြီးပေါ်နေမလားဘူးခုနကြည့်ဒီလိုလေးနဲ့ထားလိုက်မယ်ပေါ့နော်အလေးဟာတွေကနော် delete အလေးမှာ okay ရတယ်အဲ့တော့ကျွန်တော်ဒီမှာ 3D မှာကျွန်တော်ဒါမျိုးလေးဖြစ်သွားပြီနော်โอเคအဲ့တော့ဒါမျိုးလေးကျွန်တော်တို့ဖြစ်သွားပြီဒါတပြင်းလုံးကြီးကျွန်တော်တို့ wall တွေပတ်ကမယ်လို့မဆိုလို့ဒါကျွန်တော် sample လေးလုပ်ပြတာများသောအားဖြင့်ညနေစာမှာပဲရှိကြရယ်เนาะအနောက်ဘက်တွေကျွန်တော်တို့ဟိုကြောဘက်တွေမှာကဒီလိုကြီးတော့တက်သားကြီးတော့မကာပြကြဘူးเนาะဆိုလိုတာကဒါမျိုးလေးကျွန်တော်တို့ဖန်တီးလို့ရတယ်โอเคအဲ့တော့ကျွန်တော်ဆွဲပြလေးကျွန်တော်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဟိုဆွဲပြီးတော့ကို design လေးနဲ့ကို idea လေးနဲ့ဆက်ဆွဲကြည့်ကြပါโอเคအဲ့တော့အားလုံးပဲဒီဟာလေးလိုက်ဆွဲကြည့်ကြည့်ပါเนาะကျွန်တော်ရဲ့ channel လေးကိုလည်းများများကြည့်ပေးပါ watch hour လေးလည်းရအောင်ပြီးတော့ကျွန်တော် like ရ subscribe လေးလုပ်ပေးထားပါဒါမှကျွန်တော်လည်းများများလေးတင်ပေးပြီးတော့တင်ပေးရကြုံနဲ့အောင်ပေါ့နော် okay အားလုံးပဲအဆင်ပြေပါစေဗျ